သမ္မတထရန့်နဲ့သမ္မတရှီကျင်းဖျင်တို့အတွက်အရေးပါတဲ့မျက်နှာချင်းဆိုင်တွေ့ဆုံမှုကိုဒီနေ့မေလ14ရက် Grey Walk ပြည်သူ့ခမ်းမဆောင်ကြီးမှာစတင်လိုက်ပြီးဖြစ်တယ်လို့ CNN သတင်းမှာဖော်ပြပါတယ်။နိုင်ငံတွေ့ဆုံမှုမှာကုန်သွယ်ရေးနဲ့မိပညာအပါအဝင်ရှုပ်ထွေးတဲ့အကြောင်းအရာများစွာကိုဆွေးနွေးကြမယ်လို့မျှော်လင့်ရပါတယ်။ Grey Walk ပြည်သူ့ခမ်းမဆောင်ကြီးဟာ TNM ရင်ပြင်အနောက်ဘက်မှာရှိတဲ့နိုင်ငံတော်အဆင့်အခမ်းမဆောင်ကြီးလည်းဖြစ်ပါတယ်။ပြည်ပခေါင်းဆောင်တွေကိုကြိုဆိုဖို့အပြင်ဥပဒေပြုရေးကိစ္စရပ်တွေမှာလည်းအသုံးပြုတာဖြစ်ပါတယ်။လက်တလောနိုင်ငံခေါင်းဆောင်2ယောက်တွေ့ဆုံမှုကြောင့်အီရန်စစ်ပွဲဟာလည်းရပ်တန့်နေမှာဖြစ်ပြီးထရန့်ကရှီကိုတီအီရန်ပေါ်ဖိအားပေးမယ်လို့လည်းမျှော်လင့်ထားပုံရပါတယ်ရှင်။ဆွေးနွေးပွဲအဖွင့်မှာတရုတ်သမ္မတရှီကျင်းဖျင်ကကျွန်တော်တို့ရဲ့တွေးဆုံမှုကိုတကမ္ဘာလုံးကစောင့်ကြည့်နေကြပါတယ်။လက်ရှိမှာရာစုနှစ်တစ်ခုအတွင်းမကြုံစဘူးဖြစ်ပေါ်လာတဲ့အပြောင်းအလဲတွေဟာတကမ္ဘာလုံးအတိုင်းအတာနဲ့အရှင်အမြင့်ဖြစ်ပေါ်နေပြီးနိုင်ငံတကာအခြေအနေတွေဟာလည်းမရေရာပဲလိုင်းလီထန်နေပါရဲ့လို့မှတ်ချက်ပြုခဲ့တာကို CNN သတင်းမှာဖော်ပြပါတယ်။ကမ္ဘာကြီးဟာလမ်းစုံလမ်းကွာအသစ်ကိုရောက်ရှိနေပါပြီ။တရုတ်နဲ့အမေရိကန်တို့ဟာမဟာအင်အားကြီးနိုင်ငံတွေကြားဖြစ်လေရှိတဲ့ပြည်ပခါထောင်ချောက်ကိုကျော်လွှားပြီးဆက်ဆက်ရေးပုံစံသစ်တစ်ခုကိုဖန်တီးနိုင်မလား။ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကိုအတူတကွရင်ဆိုင်ပြီးကမ္ဘာကြီးအတွက်ပုံမတည်ငြိမ်မှုကိုပေးစွမ်းနိုင်မလား။ကျွန်တော်တို့ကမ္ဘာကြီးအတွက်ကျွန်တော်တို့ပြည်သူ2ရက်စလုံးအတွက်နဲ့လူသားမျိုးနွယ်ရဲ့အနာဂတ်အတွက်နှစ်နိုင်ငံဆက်ဆံရေးမှာပုံမတောက်ပတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်နိုင်ကြမလား။ဒါတွေဟာသမိုင်းအတွက်ကဘာကြီးအတွက်နဲ့ပြည်သူတွေအတွက်အလွန်အရေးကြီးတဲ့မိကွန်းတွေဖြစ်တယ်လို့နိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေအဖြစ်ခမည်းနဲ့ကျွန်တော်ဖြေချပေးဖို့လိုအပ်တယ်ကျွန်တော်တို့ရဲ့ခေတ်သမိုင်းရဲ့မိကွန်းတွေလည်းဖြစ်ပါရဲ့လို့ရှီကပြောကြားခဲ့ပါရဲ့ရှင်။